မင်းကလေးကစံပြုတ်အလွတ်ပဲချက်ပေးခဲ့တာတော့အစားအသောက်ဆိုတိတ်မကြိုက်တဲ့ CEO ကတအားကိုခံတွင်းလိုက်သွားခဲ့တယ်။အဲ့ဒီ CEO ကအရင်ကခလီထိုင်းတလာတောင်ထုတ်ပစ်ခဲ့ဘူးတော့သူ့ကိုချင်းနဲ့အောင်လုပ်ပေးနိုင်တဲ့ပထမဆုံးလူကိုတွေ့လိုက်ရတော့အစီကန်ဒီလဲအံ့ဩသွားကြတာပေါ့။ဒါပေမဲ့မင်းကလေးက CEO ကိုစံပြုတ်ထပ်ထည့်ပေးဖို့လုပ်တဲ့အချိန်မှာပဲသူ့အင်ကြီးကကြည်ရသွင်းတစ်လုံးကစံပြုတ်ပကံနဲ့ပြုတ်သွားတယ်။သူကရှက်ရှက်နဲ့ပဲအခန်းထဲကိုပြန်ပြေးသွားပြီးငါတော့အလုပ်ပြုတ်သွားမှာပဲဆိုပြီးတွေးနေတော့တာပေါ့။ထပ်ပြီးအဆက်မကွဲချင်တာနဲ့သူကိုယ်တည်းပဲအလုပ်ထွက်ဖို့ဆုံးဖြတ်ပြီးအထုပ်ပိုးတွေစသိမ်းတော့တယ်။အဲ့ဒီအချိန်မှာအိမ်ထင်းစီကနေ CEO ကညနေကျရင်သူချက်တဲ့စံပြုတ်ကိုပဲထပ်တောက်ချင်တယ်လို့စပို့လာတယ်။အလုံးမပြုတ်တော့ဘူးဆိုတာသိလိုက်ရတော့သူတအားကိုပြိုသွားတာပေါ့။ဒါနဲ့ညနေကျတော့ CEO အတွက်လူးစံပြုတ်လေးကိုတေးသေးချက်ချက်ချက်ပေးလိုက်တယ်။9နှစ်လုံးလုံးအိမ်မပြောနိုင်တဲ့ယောဂခံစားနေတဲ့ CEO ဟာအဲ့ဒီစံပြုတ်ကိုတောက်ပေးတာနဲ့ပထမဆုံးအချိန်ဖိနစ်နစ်ချက်ချက်အိပ်ပျော်သွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲ CEO ကအိမ်ထဲကအခန်းတိုင်းမှာစောင့်ကြည့်ကင်မရာတွေတက်ထားတာကိုသတိရသွားတယ်။မင်းကလေးရဲ့အခန်းထဲကကင်မရာကိုပိတ်ပေးမလို့လုပ်နေတော့သူကတငယ်ချင်းတယောက်နဲ့နောက်ပြောင်နေတာကိုကြားသွားတယ်။အဲ့ဒီမင်းကလေးက CEO ကိုလက်ထပ်ပြီးငွေရေးကြေးရအဆင်ပြေအောင်နေနိုင်ဖို့အတွက်ခလေးထိန်လာလုပ်နေတာလို့ပြောနေကို CEO ကလည်းအဲ့ဒီစကားကိုအတိအနှသွားတယ်။သူကရွှေတွင်းတူးရဲ့မင်းကလေးတွေကိုအမုန်းဆုံးပဲလी။ဒါနဲ့တငယ်ချင်းနဲ့ဖုံပြောပြတာနဲ့ချက်ချင်းပဲ CEO ရဲ့လက်ထောက်ကနေအလုပ်ထုတ်ခံရတဲ့အကြောင်းကြားစာရောက်လာတော့တာပဲ။မင်းကလေးခမဘာဖြစ်လို့လဲဆိုတာနားမလည်နိုင်ပေမဲ့အထုပ်ဖိုးတွေစိုက်ပြီးထွက်သွားရတော့တာပေါ့။ဒါပေမဲ့သူထွက်သွားခြင်းပဲ CEO ကသူ့ချက်တဲ့စံပြိုကိုပြန်လွှမ်းလာတယ်။လက်ထောက်ကအဲ့ဒီမင်းကလေးထွက်သွားပြီလို့ပြောလိုက်တဲ့အခါမှာတော့ CEO ကချက်ချင်းပဲနှောင်တရသွားတယ်။အဲ့ဒီအချိန်မှာအိမ်ဘော်တယောက်ကသူလည်းအဲ့ဒီလိုပဲအရသာရှိတဲ့စံပြုတ်ကိုချက်တက်ပါတယ်လို့ဝင်ပြောတယ်။ဒါပေမဲ့အဲ့ဒီအိမ်ဘော်ချက်တဲ့စံပြုတ်ကိုမြင်လိုက်တာနဲ့ CEO ကလုံးဝကိုစားခြင်းစိတ်ပျောက်သွားတာပဲ။ဒါနဲ့သူကအဲ့ဒီမိန်းကလေးကိုပြန်ခေါ်ဖို့ဆုံးဖြတ်လိုက်တယ်။ဒီကြားထဲမှာမိန်းကလေးကအထုပ်တွေကိုဆွဲပြီးအိမ်ပြန်လမ်းမှာရှောက်နေတာပေါ့။ CEO အိမ်ကမြို့နယ်အဝေးကြီးဆိုတော့တက္ကစီလဲငားလို့မရတာနဲ့လမ်းမဲရှောက်ပြန်နေရတာ။အဲ့ဒီအချိန်မှာလူမိုက်တယောက်ကကားပေါ်ကဆင်းလာပြီးမိန်းကလေးရဲ့လမ်းကိုပိတ်လိုက်တယ်။သူကမိန်းကလေးကိုကားထဲအတင်းဆွဲထဲဖို့ကြိုးစားတော့မိန်းကလေးကကြောက်လန့်တကြားနဲ့အော်တော့တာပေါ့။သူအားကိုးတာမဲနေတဲ့အချိန်မှာပဲ CEO ကအမှမတင်တွေ့သွားတယ်။ရင်းနှီးတကြား CEO ကိုမြင်လိုက်တော့မိန်းကလေးကသူ့စီကိုတန်းပြီးသွားတော့တာပေါ့။ CEO ကအဲ့ဒီလူမိုက်ကိုအားနဲ့ကန်ထုတ်လိုက်ပြီးရေးခေါ်ဖို့သူ့လက်ထောက်ကိုခိုင်းလိုက်တယ်။ကားပေါ်မှာမိန်းကလေးက CEO ကိုဘာလို့သူ့ကိုအလုပ်ထုတ်လိုက်တာလဲလို့မေးတယ်။ CEO ကလည်းတငယ်ချင်းနဲ့ပြောနေတော့ကြားခဲ့တဲ့စကားတွေကိုပြန်ပြောပြလိုက်တယ်။အဲ့ဒီတော့မှမိန်းကလေးက CEO ကသူ့ကိုအထင်လွဲသွားမှန်းသိလိုက်တယ်။အထင်လွဲသားဒီဖြေလဲသွားပြီးတဲ့နောက်မှာ CEO ကမိန်းကလေးကိုအိမ်ပြန်ခေါ်လာပြီးအလုပ်ပြန်ခန့်လိုက်တယ်။ဒါပေမဲ့အရင်ကအိမ်ပေါ်မလေးကတော့မိန်းကလေးပြန်လာတာကိုမြင်ပြီးမကြည်မနှက်ဖြစ်နေတာပေါ့။နောက်ကနေ့မနက်မှာမိန်းကလေးလိုပေးတဲ့ဟင်းလေးကညွှတ်ကြီးကိုစားပြီး CEO ကသူ့ရဲ့လက်ရာကိုမချီးကျူးမနေနိုင်အောင်ထည့်သွားတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲ CEO ရဲ့အမေကဘုံဘုံလဲအောင်ဝင်လာပြီးဟင်းလေးရာဒီမတန်ပြီလို့ပြောတယ်။တကယ်တော့အဲ့ဒီအိမ်ပေါ်မလေးကဟင်းလေးရာထဲမှာအစာစားခြင်းစိတ်ဖြစ်စေတဲ့စီးတဲ့ထည့်ထားတယ်ဆိုပြီးမိန်းကလေးကိုမကောင်းကြံတာပဲဖြစ်တယ်။